ဝမ်းသာလိုက်တာငါသမီးရဲ့ဂုံရှိလိုက်တာအမေလေးအမေတက်တက်တလောက်များတဲ့ရွှေတွေငွေတွေမြင်ကုန်မမြင်ဘူးမေဝမ်းဒါလည်းဝမ်းသာတာဗောမမေသမီးကငိုးနေဝမ်းသာလို့ငိုတာပါဝမ်းသာလို့ငိုတာလို့ပြောလိုက်ရဟလားအေးဝမ်းသာဟိုလေဟဲ့ဟိုရွှေဟဲ့ဘလောက်သားအမေဒါ35ချက်သားကျော်တို့ရက်ကွက်ထဲမှာအဲ့လိုတင်နောက်နာမြင်ဘူးလားရွှေ35ချက်သားတဲ့ငါသမီးတယောက်ပဲတင်နောက်ခံရတာသိလားမိလိုက်ချက်ဒီအေးဒါဘလောက်မိ300တဲ့ဒါလေဒါတင်တောင်းပြီးတော့ဒါဟေးလုံးဝလက်ဖွဲ့ချင်းသိခါမှာနော်ငါသမဲလေးကလုံးသမပါမေးငါသမဲလေးကလုံးဝလက်ဖွဲ့မယူဘူးမိကိုတိတ်ကျွေးတာဒါပြီးမြို့မှာဘယ်နှပွဲငါသားဟေးနောက်ထပ်မြို့မှာသားစိတ်ပွဲဆောင်ဝေးဦးမှာပွဲတဲ့ဟေးရက်ကွက်ထဲကလိုက်ချင်တဲ့သူတွေလိုက်ခဲအိစာပရက်နဲ့လာကြိုပေးမှာအမေသားအကုန်ကြခင်မိစီစီမေးမှာဝဲသားလိုက်တာမေသမီးကငိုးနေရဲ့ဟဲ့မိတ်ကဆရာဟဲ့မဟောဝမ်းသာလုံးဆိုပြီးငိုနေလို့ပြင်ပေးလိုက်ပါဦးလူသမီးလေးပြောနေတာအမနာနဲ့ထဲစားနော်ဟောဒီမှာဝက်သားချက်သားဟမှာငါးကြော်ချက်ထဲစားမေအသားငါမစားရတူတဲ့ဘယ်လိုစီစဉ်ပေးထားတယ်ပြောလာအောင်